င်္ဂလာပါခင်ဗျာဒီနေ့တော့ကောက်ကွင်းထဲမှာ like သိစေဖို့ဒီဗီဒီယိုလေးကိုကျွန်တော် share လုပ်ပါတယ် carry လေးတွေနဲ့တချို့ cover တွေအားလုံးလည်းသိထားတဲ့ကိစ္စတွေပါတချို့ကတော့ဒါတွေကိုသိပြီးသားဖြစ်ပါတယ်အကြောင်းအရာက give and down တဲ့ကိစ္စပါကျွန်တော်တို့ stroke play မှာ stroke play ဆိုတာကကျွန်တော်တို့တချင်းချင်းချက်ရည်တွေပေါင်းပြီးတော့မှအနည်းဆုံးလူကအနိုင်ရတဲ့ပွဲကို stroke play ပြိုင်ပွဲလို့ခေါ်ပါတယ် match play ပြိုင်ပွဲဆိုတာကတချင်းချင်းအရှုံးနိုင်သတ်မှတ်တဲ့ပွဲကို match play လို့ခေါ်ပါတယ်ကျင်းပြပြိုင်ပွဲပေါ့ခင်ဗျာကျွန်တော်တို့က match play မှာ give and play ပြိုင်ခွင့်ရှိပါတယ်တချင်းချင်းအနိုင်ရှုံးရိုက်ကြတယ်ဗျာဘယ်တင်ရိုက်ကြတယ်ကျွန်တော်ဆိုရင်လွန်ခဲ့တဲ့လပိုင်းလောက်က carry လေးတယောက်ကိုဆူဘူးတယ်ကျွန်တော်ရဲ့ carry လေးကိုပါ carry လေးကကျွန်တော်ပတ်လိုက်တဲ့ဘောလုံးကတထောင်လောက်တစ်ထွာကျော်လောက်ကိုကြံတယ်အဲ့တော့သူကဘောလုံးစီသွားပြီးတော့မာကာမှတ်ပြီးကောက်ရမယ့်တာဝန်ကသူ့တာဝန်ပါအဲ့ဒါသူကမာကာမှတ်မကောက်ဘဲနဲ့ဆရာရပြီလားလို့တခြားလူကိုမေးတယ်ကျွန်တော်ရဲ့ opponent ကျွန်တော်ရဲ့ပြိုင်ဘက်ကိုပေါ့ဗျာဆရာရပြီလားတဲ့ဆိုတော့ဟိုဘက်ကအာနာပြီးတော့ရပါပြီဆိုပြောရတယ်အဲ့တော့သမီးမရဘူးမှတ်ထားဆိုပြီးကျွန်တော်ပြောပြီးတော့ကျွန်တော်လူတွေကရပါပြီကိုစောရဲဆိုတော့မှကျွန်တော် okay ဆိုအဲ့ဒါကောက်လိုက်တယ်ကျွန်တော် match play ပြိုင်ပွဲမှာ give and play ပြိုင်ခွင့်ရှိတာ哦ဒါပေမဲ့ရပြီလားလို့မမေးသင့်ပါဘူးတချို့ကမပေးချင်မဲနဲ့ပေးလိုက်ရတဲ့ give and မပေးချင်မဲပေးလိုက်ရတဲ့ကိစ္စမျိုးတွေဖြစ်တတ်ပါတယ်အမှန်တော့ကိုယ့်ရဲ့ opponent ကပေးမှပဲရမယ်ကိစ္စပါကိုကတောင်းရမှာမဟုတ်ပါဘူးကိုကcarry ရဲ့အပြုမှုတွေကလည်းတာဝန်ခံမှာကစားသမားပါ carry ကိုလည်းဒီကိစ္စကိုကြိုပြောထားပါ given ပေးမယ်ဆိုရင် opponent ကသူ့အတူလိုက်တိပေးပါလိမ့်မယ်ရပြီလားဆိုပြီးတော့မေးဖို့မကောင်းပါဘူးမသိပါဘူးနောက်တစ်ခုဒုတ်နဲ့တိုင်းပြနေတာကျွန်တော်တို့ဒုတ်တမြန်တွင်ဝင် given ပေးရမယ်လို့ CY နဲ့ဝင် given ပေးရမယ်လို့ကြိုတင်သတ်မှတ်ခွင့်မရှိပါဘူးအဲ့လိုကြိုတင်သတ်မှတ်ပြီးရိုက်လို့ရှိရင် DQ ပါစီကံဖောက်ဖြစ်တဲ့ကစားသမားဖြစ်ပါတယ်ဇာရိတဖောက်ဖြစ်တဲ့ကစားသမားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့က given ပေးပိုင်ခွင့်ရှိတဲ့အခါကျတော့ CY မလို့ဘူးဗျာအလန်တိုင်းတပြန်တွင်းဝင်လဲပေးခြင်းပေးလို့ရနေတာပဲတချင်းချင်းတော့ပေးရမှာပေါ့အဲ့တော့ဒုတ်ကြီးနဲ့တိုင်းပြနေတာလဲဒါဒီဆန်မမီဘူးပေါ့ဗျာဒုတ်ကြီးနဲ့တိုင်းပြပြီးဝင်မှပေးပါပြီလို့ပြောရတာလည်းမကောင်းဘူးပေးပြီလားလို့မေးရတာလည်းမကောင်းဘူး opponent ကသူ့အတူပေးတဲ့ခါကျရင်ယူလိုက်ပါမပေးရင်ချင်းအဝင်သွင်းလိုက်ပါခင်ဗျာဒါကယဉ်ကျေးမှုဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကျွန်တော်တို့၄ယောက်ကစားတဲ့ခါမှာကျင်းပြပြိုင်ပွဲမှာကျွန်တော်က၃ယောက်လုံးရဲ့ opponent ဖြစ်နေတယ်ပြိုင်ဘက်ဖြစ်နေတယ်အဲ့တော့ကျွန်တော်ကို player A က given ပေးပါပြီလို့ပြောတာနဲ့ကျွန်တော်ကအဲ့ဘောလုံးကောက်လိုက်လို့မရသေးပါဘူး player A given ပေးတာဒီ just player A ပါကျန်တဲ့ player B နဲ့ C ကကျွန်တော် given ပေးတာမဟုတ်ပါဘူးအဲ့တော့ကျန်တဲ့ B နဲ့ C က given ပေးမှသာကျွန်တော်ကောက်ပိုင်ခွင့်ရှိပါတယ်သူတို့နှစ်ယောက်နဲ့လည်းထပ်ပြိုင်ထားသေးတယ်ဆိုရင်ကျွန်တော်ကကောက်လိုက်တယ်ဆိုရင်ဒါကျွန်တော်အတွက်ဟိုနှစ်ယောက်ကမပေးသေးဘူးဆိုလို့ရှိရင်ကျွန်တော်ကကောက်လိုက်တယ်ဆိုရင်ဒါဒီပြစ်ဒဏ်ဖြစ်သွားပါပြီအဲ့တော့ကိုပေးတဲ့ concede သို့မဟုတ် given ဒီကိုအတွက်ဒါဖြစ်ပါတယ်ကျန်တဲ့ကစားသမားတွေကိုလည်းပေးပြီလားလို့မမေးပါနဲ့သူတို့အားလုံးအလိုက်တတိနဲ့ပေးပါလိမ့်မယ်ဘယ်လောက်ဆိုရင်နည်းနည်းတော့ရှုပ်သွားပြီထင်တယ်ကျေးဇူးတင်ပါတယ်